ဒီကလုံးလုံးပဲမြင်လာပါအက်စတွန်ဗီလာနဲ့အာဆင်နယ်ပွဲလေးကိုကျွန်တော်တပွဲကောင်းလေးရေးချယ်ပေးချင်ပါတယ်ဒါအကြိုက်တူတဲ့ညီကိုတွေရှိရင်ယူကစားကြည့်ပါဗျဒါအာဆင်နယ်ကတော့အဝေးကွင်းမှာဒါတရေရှုံးပေးထားပြီးတော့ဒါဂိုးပေါင်းအနေနဲ့တော့ကျွန်တော်တို့နှလုံး90ရှုံးပေးထားပါတယ်ဒါအာဆင်နယ်ကတော့အမှတ်ပေးစည်းရမှာဒါ33မှတ်နဲ့ဦးဆောင်နေပါတယ်အက်စတွန်ဗီလာကတော့ဒါအာဆင်နယ်နဲ့6မှတ်အကွာလက်ရှိမှာဒါအဆင့်3နေရာမှာရပ်တည်နေပါတယ်အာဆင်နယ်ကတော့ဒါကုရဒီမှာအဝေးကွင်းပွဲစဉ်အများစုကိုဒါနိုင်ထားပြီးတော့ဒါချန်ပီယံလိပွဲတွေမှာလည်းဒါခက်ခဲတဲ့အဝေးကွင်းပွဲစဉ်တွေကိုတော့အနိုင်ရထားပါတယ်ဒါအက်စတွန်ဗီလာရဲ့လက်ရှိအိမ်ကွင်းဆန်းဆောင်ရတော့ဒါပရီးမီးယားလိမှာဒါအကောင်းဆုံးအဆင့်မှာရှိနေပါတယ်ဒါအထူးသဖြင့်ကိုပေးရနေပြီးတော့ဒါခက်ခဲတဲ့ဒါပယ်မတ်တွေကိုတော့အနိုင်ယူနိုင်တဲ့ခြေစွမ်းအားအာဆင်နယ်အတွက်တော့ဒါစိန်ခေါ်မှုတစ်ခုတော့ဖြစ်လာနိုင်ပါတယ်ကျွန်တော်တို့ဟက်တူဟက်ကိုကြည့်မယ်ဆိုရင်နောက်ဆုံး9ချိန်တွေ့ဆုံမှုမှာအာဆင်နယ်က2ချိန်နိုင်2ချိန်ရှုံးထားပြီးတော့အိမ်ကွင်းမှာတပွဲတရေကျထားပါတယ်အာဆင်နယ်ကအဝေးကွင်းမှာဒါ2ချိန်နိုင်ထားတော့မှလည်းကျွန်တော်တို့တရေရှုံးဆိုတဲ့ဈေးလေးပြီးထားတာကိုပဲကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့ဒါလေးကိုလည်းထည့်ကြည့်ရပါမယ်ဗျအာဆင်နယ်အဝေးကွင်းပွဲတွေရဲ့ရလဒ်အများစုကတော့ဒါကတ်နိုင်လေးရှိတာဖြစ်ပြီးတော့ဒါဂိုးပြတ်နိုင်ပွဲတွေကတော့ဒါအိမ်ဝင်းမှာတော့မများဘူးဒါကိုပွဲရလည်းဗီလာရဲ့ဒါအိမ်ဝင်းခံစစ်နဲ့အာဆင်နယ်ရဲ့ဒါအဝေးကွင်းတိုက်စစ်တို့အားပြိုင်မှာဖြစ်တာကြောင့်ဒါဂိုးများတဲ့ပွဲတော့ဖြစ်မလာနိုင်ဘူးဒါဘူကီတွေကတော့ဂူပေါင်းစိမ်းခေါ်ထားပြီမယ်ကျွန်တော်ကတော့စိတ်ချတဲ့အာဆင်နယ်ဘက်ကနေနေချင်ပါတယ်ကဲညီကိုတော့ဒီပွဲလေးကိုဘယ်လိုထင်လဲကွန်မန့်လေးမှာရေးပေးသွားပါအောင်နောက်ဗီဒီယိုလေးမှာပြန်တွေ့လိုက်ရအောင်